ပြင်ဦးလွင်မြို့ရှိရွှေဆိုင်တဆိုင်ဓာပတိုက်ခညာမှုဖြစ်ပွားပြီးဝန်ထမ်းကဦးတေဆုံးမှုနိုဝင်ဘာ10ရက်နနက်8နာရီဝန်းကျင်ကဖြစ်ပွားခဲ့ကြောင်းတင်ရရှိပါတယ်။ပြင်ဦးလွင်ငါရီစင်အနီးရှိအောင်စံပဲရွှေဆိုင်အားတင်နက်ကိုင်ဆောင်သူအမျိုးသားမွေဦးကဆိုင်ကယ်တစည်းထင်ရောက်ရှိလာပြီးရွှေထဲမြအားလူရက်ခဲခြင်းဖြစ်ပါတယ်။လူရက်မှုကျူးလွန်သူအားရွှေဆိုင်လုံခြုံရေးဝန်ထမ်းကဝင်ရောက်ဟန်တာလုံးထွေးစင်တင်နက်ဖြင့်ပိတ်ခတ်ခံခဲ့ရကအဆိုပါဝန်ထမ်းမှာတေဆုံးခဲ့ပြီးတအူးမှာဒဏ်ရာရရှိခဲ့သည်ဟုစုံစမ်းသိရပါတယ်။အဲ့ဒီနောက်တင်နက်ကန်ဆောင်လူရက်မှုကျူးလွန်သူတအူးကိုပြည်သူများကဝိုင်းဝန်းဖမ်းဆီးခဲ့လို့ဖမ်းမိခဲ့ပြီးကြံတအူးမှာရွှေထဲများနဲ့အတူလွတ်မြောက်သွားခဲ့ကြောင်းကျူးလွန်သူများအားဖမ်းဆီးရမိရေးတာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။မှတ်တမ်းဗီဒီယိုဖိုင်အရစံကဲရှေ့မှာအမျိုးသမီးကကြက်ဦးကတ်နဲ့ပစ်အနောက်မှာအမျိုးသမီးမှစံကဲကိုဆွဲထားစဉ်အမျိုးသားတအူးမှတုံးနဲ့ရိုက်လိုက်ကြောင်းတွေ့ရပါတယ်။လောရက်ကိုအများပြည်သူကဝိုင်းဝန်းချီကျူးခေါ်ကြပြီးတေဆုံးသွားတဲ့လုံခြုံရေးဝန်ထမ်းအတော့များစွာစိတ်မကောင်းဖြစ်နေကြပါတယ်။